ကဲအားလုံးပဲဒီနေ့နောက်ဆုံး IEM Rio ရဲ့ final day ကနေအားလုံးပြန်လည်ကြိုဆိုပါတယ်ဆိုတော့ဒီနေ့လည်းမနေ့ကလိုပဲကျွန်တော်ထပ်ပြီးတော့တွေ့ကြအောင်မယ်ပေါ့နော်မနေ့ကတော့ Falcon နိုင်မယ်ထင်တာဒါပေမဲ့ Spirit ကတော်တော်လေးကောင်းတဲ့အနေထားနဲ့ပဲပြစ်ခွဲသွားတာဆိုတော့ Falcon အနေနဲ့တော့ final မရောက်သွားဘဲနဲ့တက် match ပဲရောက်သွားပြီဆိုတော့ဒီတစ်ခါ final မှာတော့ Spirit နဲ့ Vitality နဲ့ဆိုတော့ Spirit ကလည်းတော်တော်ကြီးတော့ကောင်းလာတာလောလောဆယ် coach က visa မရတာဘာညာနဲ့ပြဿနာတွေရှိနေတယ်ဆိုနေပေမဲ့ Spirit ဆော့နေတဲ့အနေထားကတော်တော်ကြီးသဘောကျစရာကောင်းတယ်ပေါ့နော်ဒါပေမဲ့ Vitality ကိုတော့နိုင်မှုကတော့တော်တော်မလွယ်ဘူးမနေ့ကဆိုရင် Furia က Vitality ကိုတော်တော်ကြီးခံဆော့နိုင်တယ်ဒါပေမဲ့နောက်ဆုံး Vitality ပဲနိုင်ရတာပေါ့နော် Vitality ရဲ့ Util သုံးတာတွေဘာတွေကတော်တော်ကြီးကောင်းတာပြီးတော့ match အနေထားမှာဆိုလို့ရှိရင်လည်း Vitality ကအဲ့လိုမျိုး 100% win rate match က3ခုလောက်ရှိတာဆိုတော့အဲ့ဒါကို Saint Spirit အနေနဲ့ဆော့ဖို့ကတော့နည်းနည်းခက်မယ်လို့တော့ထင်တယ် Saint Spirit တပွဲလောက်ရမလားပေါ့နော် Vitality ကိုနိုင်မှုကတော့မလွယ်ဘူး Vitality အနေနဲ့ကတော့ရှေ့မှာ18ပွဲစတိုက်နိုင်ပြီးတော့ဒီ19ပွဲမြောက်မှာ Falcon ရှုံးသွားတာဆိုတော့ Falcon နဲ့ Furia နဲ့မှာလည်း Falcon ကတော့ကောင်းတယ်ဆိုပေမဲ့ဒီကောင်နဲ့နည်းနည်းချုပ်နေတာပြီးတော့အိမ်ဝင်းလည်းဖြစ်နေတာဆိုတော့မနေ့က Furia Vitality ကိုဆော့တဲ့ပုံစံတော်တော်ကြီးကောင်းတယ်ဒါပေမဲ့ Vitality မို့လို့သာရှုံးသွားတာဆိုတော့ဒီနေ့မှာတော့ Furia Falcon မှာ Furia လေးကိုအားပေးခြင်းတယ်နော် Furia ကိုအားပေးခြင်းတယ် Furia နိုင်မယ်ထင်တယ်ပြီးတော့ Grand Final ကတော့ Vitality နိုင်မယ်ပေါ့နော်ဆိုတော့ Falcon ကိုတော့အရင်အားမရဘူးဆိုတော့ Falcon ကမကြခင်လုံးချရာရှိတာတွေလုံး line ရတွေပါတွေပြန်ချိန်ပြီးတော့ပြန်လုံမလားပေါ့နော် Monasi ရော Uria တို့ Molodoi တို့ပြစ်တာတော်တော်ကြီးပို့ပြီးတော့ကောင်းတယ်ဆိုတော့မနေ့က Furia ကစားကွက်ကိုရမ်းကြိုက်တယ်ဆိုတော့ဒီနေ့ Furia ကိုတတိယပေးလိုက်မယ် Falcon ကတော့ဒီလောက်ပဲဆိုတော့ Spirit အနေနဲ့ဒီနေ့ Vitality ကိုဘယ်လောက်လုံနိုင်မလဲပေါ့နော်ဆိုတော့အားလုံးနော်17နာရီခွဲဒီကတော့8နာရီနော်ဆိုတော့ Falcon Furia အားလုံးတွေ့ကြပါမယ်ဆိုတော့ဒီနေ့ပွဲတွေကတော့အရင်ကောင်းပါတယ်လာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံး thank you ပါ